အားလုံးပဲမင်္ဂလာပါ Football News ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မတ်လအတွဲ Premier League ရဲ့အကောင်းဆုံးကစားသမား၄ယောက်နဲ့ဂိုးသွင်းအများဆုံးသူတွေကိုပြောပြတော့မှာဖြစ်ပါတယ်နံပါတ်1 Bruno Fernandes ဒီလရဲ့အတော့ပါတော့ကျေပွင့်ကတော့ Man U အသင်းခေါင်းဆောင် Bruno Fernandes ပါပဲသူဟာမတ်လအတွင်းကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာဂိုးပါဝင်ပတ်သက်မှုများစွာရှိခဲ့ပါတယ်စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်၄ပွဲကစား2ဂိုးသွင်း၄ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်သူဟာဒီရာသီမှာဂိုးဖန်တီးမှုစုစုပေါင်း16ကြိမ်ထိရှိလာခဲ့ပြီး1999-2000ရာသီက David Beckham တင်ရှိထားတဲ့ Man U ကစားသမားတဦးရဲ့တရားသီအတွင်းအများဆုံးဂိုးဖန်တီးမှုစံချိန်15ကြိမ်ကိုကျော်ခတ်နိုင်ခဲ့ပါတယ်။ Crystal Palace နဲ့ Aston Villa ပွဲတွေမှာအရေးပါတဲ့ penalty တွေကိုအမှားမယွင်းမကန်းသွင်းနိုင်တယ်လို့အသင်းဖော် Casemiro အတွက်လည်းဂိုးဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့ပါတယ်။နံပါတ်2 James Garner Everton အသင်းရဲ့ကွင်းလေလူ James Garner ဟာလည်းမတ်လထဲမှာသူ့ရဲ့ဘက်စုံတော်တဲ့အရေးချင်းကိုပြသနိုင်ခဲ့ပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် Burnley နဲ့ Chelsea ပွဲတွေမှာဂိုးဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့တယ်လို့ Arsenal နဲ့ပွဲမှာညာနောက်ခံလူနေရာကနေကစားခဲ့ရပေမဲ့လည်းအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။သူ့ရဲ့ခြေစွမ်းကြောင့်အင်္ဂလန်လက်ရွေးချယ်အသင်းကြီးမှာပထမဆုံးချိန်ရွေးချယ်ခံရပါတယ်။ Everton နီးပြ David Moyes ကတော့သူ့ကိုကွင်းအတွင်းအကောင်းဆုံးကစားသမားလို့ချီးကျူးခဲ့ရပါတယ်။နံပါတ်3 Morgan Gibbs-White Nottingham Forest အသင်းတမ်းမစင်းရရေးတိုက်ပွဲဝင်ချိန်မှာ Gibbs-White ဟာအသင်းအတွက်သူရဲကောင်းဖြစ်ခဲ့ပါတယ်။စွမ်းဆောင်ရေးပိုင်းမှာဆိုရင်မတ်လအတွင်း3ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။အဓိကပွဲစဉ်ဖြစ်တဲ့ Man City နဲ့2ဂိုးစီတည်ကြခဲ့တဲ့ပွဲမှာသူသွင်းယူခဲ့တဲ့နောက်ပြန်ဖနှောင့်ဂိုးဟာပရိသတ်တွေကြားဟိုးလေးတကြောထိခဲ့ပါတယ်။ဒါအပြင် Brighton နဲ့ Spurs အသင်းတို့နဲ့ပွဲစဉ်တွေမှာလည်းဂိုးသွင်းယူနိုင်ခဲ့လို့အသင်းကို Tension Zone ကနေ3မှတ်အကွာမှာရှိနေအောင်ကူညီပေးနိုင်ခဲ့ပါတယ်။နံပါတ်4 Alex Iwobi Fulham ရဲ့ဥရောပဝင်ခွင့်မျှော်လင့်ချက်ကို Alex Iwobi ကအရေးပါတဲ့အင်ဂျင်တစ်လုံးခဲ့ခဲ့ပါတယ်။မတ်လတရက်စပါးအသင်းနဲ့ပွဲမှာအဝေးကနေကန်သွင်းခဲ့တဲ့လှပတဲ့ဂိုးဟာအသင်းကိုအနိုင်ရစေခဲ့ပါတယ်။သူဟာကွင်းလေအနှိမ်ပိုင်းနေရာမှာကစားနေပေမဲ့ဖန်တီးမှုပိုင်းရောခံစစ်ကူညီမှုပိုင်းမှာပါထူးချွန်နေရကြောင်း Player of the Month ဆုရော Goal of the Month ဆုတို့ပါဆန်ကားလင်စရင်ဝင်ခဲ့ပါတယ်။တစ်ဆက်တည်းမှာလည်း Arsenal အသင်းရဲ့ဂိုးသမား David Raya ကလည်းဇယားထိပ်မှာရပ်ကြည့်နိုင်မှုမတ်လအတွင်းဂိုးမပိတ်ရအောင်အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပါတယ်။လက်ရှိမှာ clean sheet 15ကြိမ်နဲ့ရွှေလက်အဆုအထက်ထိပ်ဆုံးမှာပြင်းနေပါတယ်။ Erling Haaland ဂိုးသွင်းဇက်ကြီးကလည်းမတ်လကုန်ချိန်မှာစုစုပေါင်း22ဂိုးနဲ့ဂိုးသွင်းအများဆုံးကစားသမားဇင်းမှာဆက်လက်ဦးဆောင်နေပါတယ်။ကဲနောက်ဆုံးအနေနဲ့နေကုန်ချိုးရမယ်ဆိုရင်မတ်လဟာ Bruno Fernandes အတွက်တော့ရွှေထီးဆောင်တဲ့လလို့ပြောလို့ရပါတယ်။ကလပ်အသင်းရဲ့တလအတွင်းအကောင်းဆုံးကစားသမားဆုကိုရရှိထားသလို Premier League ရဲ့ Player of the Month ဆုကိုလည်းရရှိဖို့ရေးပန်းစားနေပါတယ်။အသင်းလိုက်အနေနဲ့ကြည့်မယ်ဆိုရင် Arsenal က80မှတ်နဲ့ဇယားထိပ်မှာအသာစီးရနေပြီး Man City နဲ့ Man U တို့ကနောက်ကနေအသီးသီးလိုက်ပါနေပါတယ်။မတ်လရဲ့ခြေစွမ်းတွေကြောင့်ဒီကစားသမားတွေကသူတို့အသင်းတွေရဲ့ရည်ရွယ်ချက် Champion ဆုဥရောပဝင်ခွင့်တန်းမစင်းရရေးတွေအတွက်အဓိကအဆုံးဖြတ်ပြီးမဲ့သူတွေဖြစ်လာပါလိမ့်မယ်။ကျွန်တော်ရဲ့ TikTok channel လေးကိုလည်း like and follow လေးလုပ်ပေးသွားပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။